KTV ပိုင်ရှင်ပြောပြီလွတ်တော့ပဲနေတော့ငါတခါမှဖိုင်းမရိုက်ဘူးနော်ခေါင်းစဉ်မတက်နဲ့ဖိုင်းဆိုရခေါင်းစဉ်မတက်နဲ့နေတော့မှနေတော့ဧည့်သည်ရှာပတ်စံကိုဘလို့ကလင်ကချင်းနဲ့ဘလို့ပဲတောင်းတာဟုတ်တယ်ဒါမဲ့ငါတို့ရှိမှထောင်းတဲ့တနားထိုးတာနဲ့ဧည့်သည်ခေါ်ပြရမယ်ဘာလို့ငါနေတော့သမီးကိုဈေးရင်းကျွေးထားတာတနေ့ငါ့ထက်ငွေရ9000 8000မှရှိသူကြောင့်ပတ်စံမရကြတာပတ်စံတာရတဲ့ဟာလာမှာ23သိန်းငါ့ထမင်းကိုမျိုးရှာငါနေတော့ရှာပြန်ဖြတ်ထားမှာတနိုင်မှ300လို့ရှိနေတော့စောက်လို့မလုပ်တဲ့နေ့ဆိုရှင်ငါအကုန်လုံးငါငုတ်တော့မရရင်နေ့နော်နေတော့စောက်လို့လုပ်တဲ့နေ့တောင်မှပဲဆက်ရှင်100တက်မှာငါတော့ကငွေ3000မရတာဟုတ်လားငွေ3000မရနေတော့တက်ကိုငါကောက်တာတနေ့ကို6000 9000ကောက်တယ်ဟုတ်တယ်နော်ငါပြပြန်တာကပြီးရင်ကိုယ့်ဧည့်သည်ရှာပတ်စံတောင်းမယ်ဆိုရင်ဆက်ရှင်ဖြစ်ရမှာပါနော်မဖြစ်လို့ဆိုရှင်ဖိုင်းရိုက်ခံမှာဘာဆိုတဲ့စကားမပြောနဲ့မင်းတို့မိုးလင်းနာနဲ့9နိုင်ခွဲထောင်ဆိုရင်ထလို့ငါပြောတာ9နိုင်ခွဲထောင်ဆိုရင်ထဆိုမင်းတို့ဖိုင်းရိုက်ချင်ထားခိုင်းတာမဟုတ်လေလက်ပိတ်မှာဆိုလို့ထအလှမို့ရင်မို့ချို့အလှပြင်ပြီးရင်ပြန်အိတ်သူကလက်ပိတ်မှာလည်းကြောက်သေးနော်နောက်ကြတဲ့ဖိုင်းဆိုတာရှိလားရှိပါဘူးမင်းတို့ငါတခါမှဖိုင်းဆောက်ထမ်းမှလည်းဖိုင်းဆိုတာမရှိဘူးနော်ငါပြောပြီးသားမင်းတို့တနေ့မင်းတို့17ရက်မှာပန်းကုန်းလေးရှာပေးပါဒါငါဘက်ကတောင်းဆိုတာလေမင်းတို့အဲ့ဒီပန်းကုန်းရှာတာလေအဲ့ဒီဆက်ရှင်ရှာတာလေမင်းတို့ပြန်ရငါရလားဟမ်ငါအသက်ကိုငါနေတော့မယူနေတော့မရှာလို့ဆိုပြီးတော့အဲ့ရဟာလေးအဲ့ရဆက်ရှင်ကြီးတွေငါသိမ့်ထားတောက်တာစားတာကြောင့်သူတို့ပဲရတယ်ဟုတ်လားငါပြောချင်တာကိုယ့်ဧည့်သည်ရှာပတ်စံတောင်းခြင်းကြိုက်တဲ့နည်းနဲ့တောင်းဖိုင်းဆိုတဲ့စကားကိုမတက်နဲ့အဲ့ဖိုင်းဆိုတာငါ့ကိုလာပြီးထိခိုက်တယ်ဟုတ်လားငါရလို့ဖိုင်းကြီးဆိုတာထားလိုက်အောင်ပြောပြီးသားငါစီမှာဖိုင်းအကြီးမားဆုံးဖိုင်းရဝေတာနဲ့မကြက်ရဘူးဧည့်သည်ပေါင်းတော့တက်မထိုင်ရဘူးအခန်းထဲမှာ over service အပေးမကြအောင်တက်စင်ဆွဲလို့များမာကင်ရပါလာလို့များအဲ့ဒီရဖိုင်းဒီ3000နဲ့5000ကျလို့ပြောပြီးသားဒါဒဏ်ကြီးရှိရလို့ပြောပြီးသားနော်ကျန်တာငါဘာမှမရှိဘူးလေတို့ကြိုက်တဲ့အချိန်တို့ရေချိုကြိုက်တဲ့အချိန်တို့အဝိရှောကြိုက်တဲ့အချိန်သေးထပါတို့နောက်ကူလည်းငါတကောက်လိုက်နေရလည်းမဟုတ်ဘူးလေဟုတ်လားအဲ့ဒါကိုပဲဘလို့ဖြစ်လို့ဟိုနေရာတွေကဒီလိုရှိရဟိုဖိုင်းကြီးအားရှိဖိုင်းကြီးတစ်ဖိုင်းနဲ့ဖိုင်းတာငါလည်းနေတော့ဖိုင်းလည်းတစ်ခါမှမရိုက်ကဖိုင်းမြက်ကပဲနေဖိုင်းကြီးပဲလာမထက်နဲ့တို့တောင်းတဲ့ပုံစံမျိုးနဲ့တို့တောင်းပြီးရင်စကားကိုလည်းသုံးစားမလုပ်နဲ့ဟိုလုလက်ချဒီလုလက်ချလည်းမလုပ်နဲ့ငါလည်းလာပြီးမလဲနဲ့ပြီးလို့ရှိရင်နေတော့ကစောက်စိန်တယ်လို့ဘုဘခါပြီးထွက်သွားရင်စောက်မကောင်းပြောခံရတာငါပဲသိလားငါ့ကိုပဲနေတော့ပုံချခဲ့တာပြီးငါ့ကိုကောင်းကြောင်နေတော့ကောင်းစားသွားလို့ရော့ဒါအမိတ်တော့ပါဆိုမရှိခဲ့ဘူးပြောပြတော့ငါရှာထပ်သွားကောင်းမတော်တော်များများလေလိုချင်လို့ပြောနေမှာမဟုတ်ဘူးနေတော့နီးနဲ့နေတော့ဟန်နေတော့မှလို့တောင်းနေဟုတ်လားပြောချင်တာဖိုင်းဆိုယူမတက်နဲ့ကောင်းစင်တက်နဲ့တကယ်ပြောအဆင်မပြေဘူးငါတို့လည်းအဆင်မပြေဘူးနောက်ကဧည့်သည်နဲ့စကားပြောလို့စာနဲ့ပဲမိသည်ဖြစ်စေဖုန်းနဲ့ပဲထပ်ပြောသည်ဖြစ်စေချက်ချင်းအဖွဲပြောင်းပြီဖိုင်းနဲ့ပြီးငါအဖွဲပြောင်းပါချက်ချင်းအဖွဲပြောင်းအဲ့တော့ငါကောဘာဖြစ်လို့အဲ့လိုမျိုးလုပ်လဲKTV ပိုင်ရှင်ဘွားတော်လေးကတော့စူတော့ပါကြီးကျေစင်တို့လာမင်းတို့မာယာတို့လည်းသတိထားကြပါဦးနော် KTV တို့တွားနေတဲ့ခေါင်းကြီးလည်းကြက်သတိထားပါဗီဒီယိုလေးကြည့်ပြီးမသိချင်ရလေးသိရှိသွားရဲဆိုရင်လည်းကျွန်တော်ရဲ့ channel လေး subscribe လေးနှိပ်သွားပေးကြပါဦးတောင်းဆိုပါတယ်